episode 7ဆောက်မှာတော့ဘိုက်ကလေးနဲ့ကောင်မလေးတို့ကအင်ချီယာမဲ့ဦးလေးတယောက်စီကိုညီတောင်းကအနာတာခိုလုံရနေရသွားခဲ့ပြီးဦးလေးကြီးကလိုအပ်တဲ့ဆေးတွေကိုဝယ်ပေးခဲ့တာကြောင့်ကောင်မလေးကလည်းဦးလေးကြီးကိုကျေးဇူးတင်ကြောင်းပြောနေခဲ့ပါတယ်အဲဒီနောက်မှာတော့ဦးလေးကြီးလည်းသူကဘေးထဲမှာအိမ်မှာဖြစ်တာကြောင့်နှစ်ယောက်သားကြိုက်သလိုလှုပ်ချင်တာလှုပ်လို့ရပေမဲ့သူတို့သက်သာပဲလှုပ်ကြဖို့တရုပ်လို့ပြောလိုက်ပြီးကောင်မလေးကတော့ဘာမှနားမလဲပဲလူကောင်းပဲလို့ပြောနေခဲ့ပါတယ်ဒီဘက်မှာတော့ထော်နီကဘိုက်ကလေးနဲ့ကောင်မလေးလွတ်သွားတာကြောင့်တဲတဲ့ရှာခိုင်းနေပြီးနီကာကိုလည်းဘာလို့လွတ်ပေးတာလဲလို့မေးလိုက်တဲ့အချိန်နီကလည်းသူကထွက်ပြေးသွားအောင်ကူညီပေးလိုက်တာမျိုးမဟုတ်ပဲကစားချေကိုသက်သာပဲလုပ်ခဲ့တာဖြစ်ကြောင်းပြောပြီးသူကိုယ်တိုင်ဘိုက်ကလေးကိုပြက်ရှာကရှင်းပြပေးမယ်လို့ပြောလိုက်ပါတယ်ဒီဘက်မှာတော့ဘိုက်ကလေးကသူသာတန်ရမရရင်ခုလောက်ဆိုစစ်ပြေပြေမှာဒိတ်လို့ရနေပြီဖြစ်ကြောင်းစောက်ကွက်ပြောင်းနေခဲ့ကအခုတော့အင်ချေရမဲအင်ကိုပိုင်သိမ်းနာပြီးဒိတ်နေရတယ်လို့ပြောကတန်ရကနာလာတာကြောင့်လဲလိုက်ပြီးကောင်မလေးကိုဘာကြောင့်လိုက်လာလဲလို့မေးလိုက်တဲ့အချိန်ကောင်မလေးကလည်းဘိုက်ကလေးကသူ့အတွက်လောက်ခဲ့ပေးတာတွေကများနေပြီဖြစ်တာကြောင့်အခုလိုလာကူညီချပေးမဲ့လက်တွေးမှာတော့အရှုံးတော့ဖြစ်နေခဲ့ကပြန်ကေခဲရတာပဲဖတ်တင်တယ်လို့ပြောနေတော့ဘိုက်ကလေးကတန်ရကပူနာလာတယ်လို့ဟန်ဆောင်လိုက်ချိန်ကောင်မလေးကကူညီဖို့လုပ်ပေမဲ့သူ့ပေါင်ဆွဲလန့်လိုက်ပါတယ်အဲဒီနောက်မှာတော့ကောင်မလေးလည်းအတင်းရုံထွက်ကမောနေခဲ့ပြီးဘိုက်ကလေးကလည်းအခုလိုကောင်မလေးသာမရောက်လာရင်လက်ရှုပ်လိုက်တော့မှဖြစ်ပေမဲ့ကောင်မလေးရောက်လာတာကြောင့်မျောလေးချင်းရခဲ့ရဖြစ်ကြောင်းပြောပြလိုက်ပြီးကျေးဇူးတင်စကားပြောလိုက်ပါတယ်ဒီဘက်မှာတော့ဒေါ်နီကဘိုက်ကလေးကိုထပ်ပန်းစရာမလိုတော့ကြောင်းပြောကသူတို့ရဲ့ပြစ်မှတ်ကကောင်မလေးပဲဖြစ်ပြီးလုံငန်းတဲ့18နှစ်ကသူ့လက်ထက်ကလွတ်သွားတဲ့သူကကောင်မလေးပဲဖြစ်ကြောင်းပြောလိုက်ပါတယ်ညာရတဲ့ချိန်မှာတော့ဘိုက်ကလေးနဲ့ကောင်မလေးလည်းလူတယောက်ကသူတို့စီရောက်လာတာကြောင့်တန်းနဲ့စောင့်နေခဲ့ပြီးဝင်လာတဲ့သူကဦးလေးကြီးရဲ့တငယ်ချင်းဖြစ်နေခဲ့ကအရက်တူတောက်ဖို့လာတာဖြစ်ပြီးကောင်မလေးနဲ့ဘိုက်ကလေးကိုတစ်ခါမှမမြင်ဘူးတာကြောင့်ဦးလေးကြီးကိုဘယ်သူလဲလို့မေးလိုက်ချိန်ဦးလေးကြီးကလည်းဘိုက်ကလေးကိုသူသားဖြစ်ကြောင်းပြောကကောင်မလေးကိုတော့ဘိုက်ကလေးရဲ့မိန်းမဖြစ်ကြောင်းဖြေပေးလိုက်ပါတယ်ဒေါ်နဲ့ကောင်မလေးလည်းဘိုက်ကလေးရဲ့ဘိုက်ကိုစမ်းမပြတ်ထိုးနေခဲ့ကဘိုက်ကလေးကလည်းသူတို့နှစ်ယောက်ကငယ်လေးကလေးကခွဲကိုခဲ့ရတာဖြစ်ပြီးခုမှပြန်တွေ့ရဖြစ်ကြောင်းအလိုက်တီးလဲလက်ကဦးလေးကြီးကလည်းခုမှပြန်တွေ့ရတာအဖကိုရက်တစ်ခွက်နဲ့ဖြေသိမ်းဖို့ပြောလိုက်ပြီးကောင်မလေးကိုလည်းတစ်ခွက်လောက်တိုက်ချိန်ကောင်မလေးကအမူးလွယ်တာကြောင့်ညင်းဖို့လုပ်ပေမဲ့ဦးလေးကြီးကအတင်းတိုင်းနေရကြောင်းဘိုက်ကလေးကပဲစားတော့ဖို့လုပ်လိုက်ပြီးသူ့မှာကလေးရှိနေရကြောင်းတောက်လို့မဖြစ်ဘူးလို့ပြောလိုက်ပါတယ်နောက်နေ့မနက်မှာတော့ဘိုက်ကလေးလည်းပါးမှာလောဝါတစ်စိတ်ကတ်နေပြီးကောင်မလေးကတော့ဘိုက်ကလေးကိုစိတ်ဆိုးနေခဲ့ကဦးလေးကြီးကိုကျေးဇူးတင်ကြောင်းပြောလိုက်ပြီးခေါင်းလာပို့တဲ့ဘိုက်ကလေးကိုလည်းပါးနောက်တစ်ဖက်ကိုတစ်စိတ်ပြန်ကပ်ပေးလိုက်ပါတယ်အဲဒီနောက်မှာတော့မျိုးရဲလမ်းလျှောက်လာချိန်လူတယောက်ကိုဝင်တိုက်လိုက်ကအကြီးနဲ့ပဲဖျက်လိုက်ပြီးအတိုက်ခံရတဲ့သူကပတ်ဆိုင်ပါပျောက်သွားခဲ့ပါတယ်ဒီလော်နန်ဘိုက်ကလေးလည်းလူသားလောက်ရဲ့ပတ်ဆိုင်ကိုနှိုက်နိုင်ခဲ့ပြီးတနေရာမှာစားနေကြကကောင်မလေးကလည်းဘိုက်ကလေးကိုရန်တော်အောင်အံ့ဩနေခဲ့ပြီးဘိုက်ကလေးကလည်းငယ်ကအဲ့လိုအသက်ရှင်ခဲ့ရဖြစ်တာကြောင့်တော်နေရလို့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့ကောင်မလေးကသူကပဲဘာမှမလုပ်ပဲအရှုံးလိုဖြစ်နေရကြောင်းတခုအများလုံးနိုင်တာရှိရင်လုံဝင်းမယ်လို့ပြောတော့ဘိုက်ကလေးကဘာကာနဲ့ပါဇက်ပိတ်ပေးလိုက်ကပါဇက်တဲ့ပြင်းနေရင်စကားမပြောဖို့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့ကောင်မလေးကဘိုက်ကလေးကိုဒွန်နေတော့ကအမန်ကြီးစားဖွဲ့မဟုတ်ပဲတူးတဲ့အင်အားကြီးနေရကြောင်းသူ့ရဲ့ဘေးကလူတွေကိုလည်းပြဿနာဖြစ်စေနိုင်တာကြောင့်သူတို့အကြောင်းကိုပြောပြဖို့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့ဘိုက်ကလေးကနောက်ထပ်ကောင်မလေးကိုဝေမပတ်သက်ချင်တော့ကြောင်းပြောပြလိုက်တော့ကောင်မလေးကနောက်ပြလဲသွားချိန်ဘိုက်ကလေးလည်းကောင်မလေးကိုပြန်သွားခေါ်ကလူပြတဲ့နေရာကိုခေါ်လာလိုက်ပြီးကောင်မလေးကိုလူလိုပြောတာနားမလည်ဘူးလားဆိုကအသားနာမှာသဘောပေါက်မှလားလို့ဖျက်ချောက်လိုက်ပြီးကောင်မလေးကလည်းသူ့ကိုအိမ်မွေးခလို့ဖြစ်စေချင်တော့မလုပ်နိုင်ဘူးဆိုကတနက်နဲ့ချိန်ထားပေမဲ့စိတ်ကိုလျှော့လိုက်ပြီးကောင်မလေးကိုခုမှပြန်တွေ့ရတာကြောင့်ဒီတိုင်းထွက်မသွားစေချင်ဘူးလို့ပြောလိုက်ပါတယ်ဒေါ်နဲ့ကောင်မလေးငယ်တုန်းကခန်းထဲမှာပုံနေပြီးပြင်ကနေကောင်လေးတယောက်ကလိုက်ရှာနေခဲ့ပါတယ်အဲဒီနောက်မှာတော့ဒေါ်နီကမော်ယိုသားကိုမရှင်တစ်ခုပေးလိုက်ပြီးအဲမရှင်ကလူတယောက်ကိုကောက်ကွယ်ရမှဖြစ်တာကြောင့်မော်ယိုသားလည်းကျင်းနေတဲ့လက်ခံလိုက်ပြီးတနက်တစ်လက်ကိုပါရရှိခဲ့ပါတယ်ဒီဘက်မှာတော့ဘိုက်ကလေးကလူတစုရဲ့လိုက်တာကိုခံနေရပြီးမော်ယိုသားကလည်းသူ့ရန်လေးစားရတဲ့ဒေါ်နီကိုကူညီပေးရတော့မှဖြစ်တာကြောင့်ပြောနေခဲ့ကလမ်းလျှောက်သွားရင်ဘိုက်ကလေးနဲ့ဝင်တိုင်းမိပါတယ်ဒီနဲ့လူမိုင်းတစုလည်းလဲနေတဲ့ဘိုက်ကလေးကိုပြီးပြင်းစော်ဖို့လုပ်ချိန်မော်ယိုသားလည်းတနက်နဲ့ချင်းချောင်းလိုက်ကလွတ်ပေးဖို့ပြောပေမဲ့လူမိုင်းတွေကဖျားနေရကြောင်းတနက်နဲ့တကယ်ပြစ်လိုက်ပြီးနောက်တစ်ယောက်ကိုဘိုက်ကလေးကရှော့လိုက်ပါတော့တယ်အဲဒီနောက်မှာတော့မော်ယိုသားလည်းလူတွေကမြင်လာကြောင်းထွက်ပြေးသွားတဲ့အချိန်ဘိုက်ကလေးကနောက်ကနေလိုက်နေခဲ့ရင်ချော်လဲသွားပါတော့တယ်ဒီနဲ့မော်ယိုသားလည်းဘိုက်ကလေးကိုဒီတိုင်းပဲမထားချင်တာကြောင့်ကူညီပေးဖို့ပြင်လိုက်ပါတယ်ဒီဘက်မှာတော့လူတယောက်ကသူ့သမီးကိုအယုတ်ပေးလိုက်ကတူတူပုံစံကစားကြမယ်လို့ပြောလိုက်ရင် episode 7လေးကပြီးဆုံးသွားခဲ့ပါတယ်ဗျာ